အချစ်ကိုကြောင်းပြပြီးမင်းပတ်စံအိတ်ကိုတစားကလုံးနေပြီလားဆိုတာသိနိုင်မဲ့အချက်လေးချက်နှလုံးသားကဟန်ဆောင်ရက်ခတ်ပေမဲ့အချစ်ကတော့ဟန်ဆောင်လို့ရပါတယ်မင်းရဲ့စတနာကိုအခွင့်ကောင်းယူပြီးပတ်စံအိတ်ကိုပဲပြစ်မှတ်ထားနေတဲ့အချစ်တို့တွေကိုခွဲခြားနိုင်ဖို့တတိထားရမယ့်အချက်လေးချက်နံပါတ်1အမြဲတမ်းငွေကြီးအကူအညီလိုအပ်နေခြင်းပြဿနာတစ်ခုပြီးတစ်ခုအကြောင်းပြပြီးမင်းစီကငွေပဲအမြဲတောင်းနေသလားတကယ်ချစ်တဲ့သူဟာမင်းရဲ့ဝန်ထုတ်ဝန်ပိုးဖြစ်မှာကိုအကြောက်ဆုံးပါအမြဲတမ်းပတ်စံအိတ်ဖွင့်ခိုင်းနေတာဟာအချင်းမဟုတ်ပဲအတုံးချတာပဲဖြစ်ပါတယ်။နံပါတ်2ပတ်စံရှိမှပေးတဲ့ဂယူးဆိုင်မှုမျိုးလက်ဆောင်ပေးနိုင်ချိန်မှာပဲအစမတန်ချိုးသားပြတ်တတ်သလားငွေကြေးမရှိချိန်မှာမင်းကိုလွတ်လွတ်ရှုပြီးပတ်စံရှိမှနှွေးထွေးပြနေတာဟာမင်းကိုချစ်တာမဟုတ်ပဲမင်းရဲ့ပိုင်ဆိုင်မှုကိုပဲချစ်နေတာပါ။နံပါတ်3အတူတူစူးစမ်းလို့စိတ်မရှိခြင်းမင်းရဲ့ငွေကြေးပေါ်မှာပဲမိခိုးပြီးသူကိုယ်တိုင်ကတော့ဘာမှလုပ်ဖို့စိတ်ကူးမရှိတာမျိုးကိုသတိထားပါအချစ်စစ်ဆိုတာနှစ်ယောက်အတူတိဆောက်ရတာပါမင်းတစ်ယောက်တည်းပုံရောပေးဆက်နေရတာအမျက်ထုတ်ခံရခြင်းတသက်ပါပဲနံပါတ်4ငင်းပယ်လိုက်တဲ့အခါထွက်လာတဲ့ဇရက်အစစ်ငွေကြေးတောင်းကမှုကိုငင်းလိုက်တဲ့အခါသူ့ရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်ပါစိတ်ဆိုးမှန်ဆိုဖြစ်လာတာအပြစ်ရှာလာတာမျိုးဟာသူ့ရဲ့ရည်ရွယ်ချက်ကအစကတည်းကအချင်းမဟုတ်ပဲမင်းရဲ့ပတ်စံဖြစ်ကြောင်းသက်သေပါပဲ